နားလေမှုရှိဖို့အပြတ်အနှံဖို့ဗျာဒါလေးကို due respect လေးဒါလေးတော့ရှိဖို့လိုတာပေါ့ဆေးပဲကုမယ်ပြန်သွားလိုက်ဆိုရလဲမဟုတ်ဘူးဗျဒီလိုပဲခြေကန်းသွားရင်ရေးကြည့်တယ်အတပြားဆရာဝန်တွေကြီးပဲလောကမှာပေါ်တယ်တွေ့ရလဲတော်တော်မှားတာဗျာအဲ့ဒါအဲ့တော့တန်းတော့မှားနေတော့အဲ့ဒီအရာတွေကဒီအာရောကြရှိပြတယ်စင်ကျင်တုတ်တရားဆိုအကြောင်းအရာခေါင်းစဉ်အောက်ကအတူတကွဖက်ဖက်ကပေါ့ဗျာပြင်စရာရှိတာပြင်ပြီးအတူတူပူပေါင်းပြီးဆောင်ရွက်ရမှာဗျာလောကမဖြစ်အောင်နေတဲ့နီးကိုသိပါတယ်တက်ပါတယ်ပြောတဲ့ကျမဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကလူတွေအားလုံးကိုဒီမှာတာဝန်ရှိတယ်သူတို့ကဒါလေးတွေချင်းချင်းတုံတရားနဲ့ပြောပြဖို့လိုတယ်ဒီလိုပဲဒီဘက်တစ်ချက်ကလူနာလို့ပြောလို့အားလုံးကလည်းရလာတဲ့ကျမကြီးအတိလေးတော့ဒါတော့ဟုတ်တာပဲတို့တမှုရှိတာပဲဖြစ်မှကုလာတဲ့စာရတော့ဟောငါတို့ဒီပါတဲ့ကငါတို့ကန်လိုက်လို့ရှိရင်ငါတို့အားမှပြဿနာမရှိတော့ငါတို့အားလုံးအဆင်ပြေသွားမှာပဲဆိုတဲ့အဲ့ဒါလို့ဟိုဘက်ကဒီဘက်ကမြင်တဲ့အမြင်ကောင်းကောင်းလေးတွေဒါလေးတွေလူတာပဲဒါဆိုငါပတ်စံလည်းမကုန်တော့ဘူးငါရှာဝင်စီလည်းသွားကြရမလို့တော့ဘူးဒီအရာလေးကဘာမှလည်းမဟုတ်ဘူးငါထိန်းသိမ်းစောကြောတာအမှန်တန်လွယ်ကူတယ်အမှန်တန်ရိုးရှင်းတယ်ငါရဲ့နေ့စဉ် daily life လေးဖြတ်သန်းတဲ့ဟာလေးကိုငါဒါလေးပြင်လိုက်ဒါပဲလေဗျဥပဒေကအဆင်ပြေသွားပြီဘယ်သူမှမနစ်နာဘူးဆရာဝန်ဘက်လည်းနစ်နာကြအကြောင်းမရှိဘူးဘာဖြစ်လို့ customer မရှိတော့လဲဘာဆောင်ရပါသွားလို့စားဒီလိုတွေးတဲ့လူတွေလည်းရှိသေးတယ်ဗျပေါက်တက်ကြရဗျကျမကြီးဆိုတာပြီးဆုံးသွားတယ်တဲ့အခန်းကဏ္ဍထဲမှာပါရမှာမဟုတ်တာဒါဘရောမှမပြီးဘူးပဲဆိုတာ never end လေဗျ endless ပါ maintenance အများကြီးလုပ်ရမှာလေဗျကုသတာတခုတည်းမှမဟုတ်တာဆက်လုပ်ရမယ်လုပ်တယ်အများကြီးဒီကုသတာတခုလုပ်နေကြုံနဲ့ဒီကျမကြီးရန်နေရာကြီးကဘောင်းနေနေတာအမှန်ကန်နေတော့မှမဟုတ်တာမင်းဆိုထပ်လုပ်ရမယ်လို့အများကြီးပါအများကြီးဘယ်လာကစတမပြောက်အောင်မတော့အဲ့နေရာအဲ့ဒီ matching point လေးပေါ့အဲ့နေရာလေးကိုမရောက်သေးလို့ပါတောင်းသွားမှာပါအများကြီးပဲဒီလိုပါကဲပြီးတော့ဒီနေ့စင်ကျင်တုံတရားဆိုတဲ့ခေါင်းစဉ်အောက်ကနေအချက်၃ချက်အာရောကြကကျမကြီး view ပေါ့ဗျာကျမကြီးရှုအောင်ကနေအတေးချလေးပြောက်ပြီးသွားတယ်နံပါတ်1က logic ကြဖို့ကိစ္စဖြစ်ပါတယ်နံပါတ်2က evidence base ကိုအခြေခံပြီးစကားကြီးပြောကြဖို့ဖြစ်ပါတယ်အဲ့နံပါတ်3ကတော့ကိုချင်းစာတဲ့ပုံပေါ့ဗျာ view နှစ်ခုကိုပြတ်မှတ်တာကြည့်တဲ့ပုံဖြစ်ပါတယ်ဒီအချက်၃ချက်ပေါ်မှာအခြေခံပြီးဒီနေ့အာရောကြကစင်ကျင်တုံတရားဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျမ်းမာရေးအတိပြားလေးပို့ပြီးတော့ယောဂတဲ့အကျိုးလူနာဒီလိုဘဝတွေကိုမရောက်ဖ ೇನೆ ကောင်းမွန်တယ်ပေါ့ဗျာပြောရရင်အဂရိလူကောင်းတယောက်ပေါ့ဆိုလိုတာတည်တာတော့တည်ပါပဲဗျာလူတိုင်းတည်တယ်လေအများနဲ့ပြောတယ်အာရောကြရတယ်နာတာနဲ့တည်တာဟောမှာတော့ကတ်ထားတယ်ဒါပဲအိုတာနဲ့နာတာကိုလာမကတ်နဲ့ဒါဆိုရပြီဗျာအဲ့ဒီပုံစံ